ငွေပူမှာ window flame ကတ်ပါတယ်လားလူများစုထင်ထားကြတာຫນွေခေါင်ကောင်းမှ window flame ကတ်ရမယ်ပေါ့တကယ်တော့ window flame ဟာနေရောင်နဲ့အပူချိန်ကိုပဲကာကွယ်တာမဟုတ်ပါဘူး window flame တိုင်းရဲ့အဓိကလောက်ကခင်းလုံရောင်ခြည်ကိုကာကွယ်ခြင်းပြခင်းလုံရောင်ခြည်လို့ခေါ်တဲ့ဒီ UV ray တွေကမိုးသားတိမ်တိုက်တွေကိုပါဖောက်ထွက်နိုင်တယ်ဒါကိုအဓိကကာကွယ်ဖို့အတွက်ကျွန်တော်တို့ဆိုင်က Hori Kia EV6 ကားလေးကိုတော့ Car Pro ရဲ့ UV protection layer ပါဝင်တဲ့ Immortal UV ကတ်ပေးတော့မှာဖြစ်ပါတယ်ဗျမိုးသေးလို့လမ်းမတွေပေါ်မှာမီးကြီးဖွင့်ပေါင်းရမယ်ဆိုရင်တော့ရှေ့ကားလာနေမီးကို UV က glare reduction လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံကြည်လင်းတဲ့မြင်ကွင်းနဲ့လမ်းကိုဘေးကင်းလုံခြုံစွာမောင်းနေနိုင်မှာဖြစ်ပါတယ်ဒါအပြင်မိုးထဲမှာကားမှန်နေဖို့ရင်ခွေးရိုက်တာကိုကြုံမှုကြပါပါwindow flame ကတ်ထားလိုက်တဲ့အခါမှာဒီကားထဲမှာရှိတဲ့ cabin temperature ကိုကောင်းကောင်းထိန်းသိမ်းထားနိုင်တာမလို့ကားမှန်ကိုလည်းရင်ခွေးရိုက်စေမှာမဟုတ်ပါဘူး Car Pro ရဲ့ Immortal UV window flame ဟာဆိုရင် 99% UV rejection 97% IR rejection တို့အပြင် 3H level ရှိတဲ့ scratch resistant layer တို့ပါဝင်တယ်ဒါအပြင်10နှစ်တာတက်တန်းရှိတာကြောင့်မို့လို့လည်းတစ်ခါကပ်ပြီးရတဲ့စိတ်အေးရမယ် window flame ဖြစ်ပါတယ် window flame ပြင် coating detailing နဲ့ PPF service များအတွက် Nature 2.0 ဆိုင်ကြီးကိုလည်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်